ကဲကျွန်တော်ဒီနေ့မှာ block fruit မှာကျွန်တော်ဒီလူမိုက်ပြီးခင်းနဲ့ကျွန်တော် challenge တစ်ခုလုပ်သွားဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုကျွန်တော်တနအီအတွင်းမှာဘသူကအသီးကောင်းတာရှာနိုင်မလဲဆိုတဲ့ challenge ဖြစ်ပါတယ်ဒီ challenge ထဲမှာဆိုရင်ကျွန်တော်တနအီအတွင်းဘာမဆိုလုပ်လို့ရကျွန်တော်အသီးတွေကို gain shot ထဲမှာဝယ်လို့ရမယ်ကျွန်တော်တို့ fan တွေစီကနေတောင်းလို့ရမယ်ကျွန်တော်တို့ fan တွေချိန်လို့ရမယ် public မှာချိန်လို့ရမယ်ဒါပေမဲ့စီကန်းချက်ကတော့ fan တွေစီကနေခဏငားပင်းရဆိုပြီးပြန်ပြီးလို့မရဘူးပြီးရင်ပတ်စံအပြင်ပတ်စံကိုသုံးပြီးတော့ဝယ်လို့မရဘူးဒီ challenge မှာဒါရှုံးသွားရခဲ့ရင်အဲ့ရှုံးသွားရလူကသူတို့ထဲမှာရှိတဲ့အကောင်းစားအသီးဒါမှမဟုတ်သူတို့ game pass 2ကူပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒါရှုံးသွားခဲ့မယ်ဆိုရင်ကျွန်တော်ထဲက control နှလုံးပြီး kitsune တစ်လုံးပေးသွားဖြစ်ပါတယ်တော့ဒီလူမိုက်ပြီးတာရှုံးသွားမယ်ဆိုတော့ဓာပလိတ်နဲ့ fire ရည်ဒီကိုပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် view လေးကိုနှစ်ယောက်လုံးစီရင်တွားကြည့်ပြီးတော့ဘယ်သူရှုံးလဲဘယ်သူနိုင်လဲဆိုတာ comment လေးမှာမှန်းခဲ့ကြပါအောင် Okay ပါ Okay ကျွန်တော်တနာရီကတော့အခုပဲစတင်ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ဒီတနာရီတွင်းမှာကျွန်တော်ပတ်စံသတိထားမိတာကျွန်တော်အသီးတောင်ဝယ်လို့မရသေးတဲ့ level ပဲဒါပေမဲ့ကျွန်တော်ကဘာရှိလဲဆိုတော့ကျွန်တော် fan တွေရှိတော့ကျွန်တော် fan တွေစီကကုန်းသွားစင်းမှာဖြစ်ပါတယ်သူတို့စီကနေလည်းဝယ်လို့လည်းမရဘူးခဏလေးပြီးပြန်ပေးမယ်လို့လည်းပြောလို့မရဘူးဟေ့အောင်မင်းထက်အသီးလေးငါ့ကိုလကားပေးပါလားလို့တဲပြောမှရပါဟိုလေဒီထဲမှာလေ block fruit တိတ်မစောတဲ့သူတွေရှိသေးလားရှိတယ်ဆိုရင်တက်မှာအဲ့မလိုတော့တဲ့ fruit လေးမပေးချင်ဘူးလားတက်မှာဘာ fruit မဆိုရပါတက်မလားရာတာတို့ရေရပါစီလို့ဆူတောင်းတာပေါ့ကဲဒါလေးကျွန်တော်ခဏထားမယ်ပြီးအဲ့ဒါပဲရောက်ဆူတောင်းပါအဲ့ဒါကိုစောင့်နေနေကျွန်တော် level လေးမဟုတ်ပတ်စံလေးဖမ်းလိုက်အောင်မယ် okay Oh brother တိုင်ကာစကင်ရှိယူမလားတဲ့ What the Oh my god ပြောအဲ့တိုင်ကာရရန် brother လူနိုင်နေတော့တိုင်ကာစကင်ဆိုရင်လူဘာရှာနိုင်မှာဟုတ်တယ်မလားဘာရှာနိုင်မှာဒါမှရမှာမဟုတ်ပါဘူးဘယ်သူရောတက်မှာရောကွာဆိုကိုအိုက်တော့မို့ဆိုတိုင်ကာစကင်ကျွန်တော်ဆိုမပြေဘူးကျွန်တော်သူ့အောင်သူကျွန်တော်အိုက်တော့ဖြစ်လို့ကြာကျွန်တော်အိုက်တော့အဖေနေနေဗျာပေးဦးဗျာပေးဦးဗျာမစ္စတာပီးလာတောင်းတောင်းပေးဦးဗျာတိုင်ကာစကင်ဆိုရင်တော့တက်မှာကျွန်တော်ပြီးလဲသူတို့ပြောပြတယ်မှာတက်မှာဒါဗီဒီယိုလုပ်နေလို့ပါဘာညာတက်မှာအဲ့လိုတွေဟိုလိုတွေပေါ့တက်မှာဘာညာအဲ့လိုပြန်ပြောပြလို့လည်းမရဘူးတက်မှာလူနဲ့ဗီဒီယိုလုပ်နေလို့ဒါကြီးကိုလိုတာပဲမဟုတ်ပြီးနေခဏတောင်းတာလည်းမဟုတ်အပိုင်ကိုတောင်းရမှာဆိုတော့ကြီးရတယ်တက်မလားကျွန်တော်အသီးတစ်လုံးရှိရဆိုရင်အသီးတစ်လုံးလေးပါချွတ်လို့ရတယ်အဲ့ကြောင့်ကျွန်တော်ပတ်စံလီထိုင်ဖန်နေရတာ8000ရော2သိန်း8000ပြည့်တော့မှာဒါပြီးကျွန်တော်အသီးသွားဖောက်မယ်အသီးမှာတော့ brother တွေ့ကြည့် Dragon Fruit ပေါက်တယ်ဆိုဘာပြောမလဲလူရှုံးမီလူကဓာပလိတ်ပေးရမှာကျွန်တော်ပေးမှာ control နှလုံး kitsune တစ်လုံး3လုံးပဲပေးမှာလူပေးမဲ့ဥစ္စာကသူ Yeti skin ကြီးရယ်ပြီးရင်ဓာပလိတ်ရပေးမှာ brother ကျွန်တော်ရှုံးရင်အဲ့လောက်မဟုတ်ဘူးလူရှုံးအများကြီးပြရမှာ brother ကျွန်တော်မရှုံးစေချင်တယ်လူကိုရှုံးစေချင် brother နောက်တာမဟုတ်ကျွန်တော်ရှုံးရင် brother ရမှာဟုတ်တယ် control ဘာညာအဲ့လောက်မစိုး kitsune အဲ့လောက်မစိုးဒါပေမဲ့ Yeti skin နဲ့ double blade ကိုမမီဘူးအဲ့လူကိုရှုံးစေလို့ဆူတောင်း brother လူကိုရှုံးစေဆူတောင်းလူနိုင်တယ်ဆိုလဲ brother ဖိမိတ်ညီမေ brother လူရှုံးမှာတက်မှာတကယ်အကောင်းသားဟာကြီးရမှာလေဟုတ်တယ်မလားနားလဲမှာ brother idea ရမှာတက်မှာလူအတိဘလောက်ကောင်သူဟာသူရခဲ့အတိက Dragon East ရော Dragon West တွေဖြစ်ညီစေနိုင်တယ်ပဲပြောနော်သူဟာကြီးက Dragon East တွေရပြီးကျွန်တော် rocket ရရင်တော့မှညီစေနိုင်တယ်ပဲညီအဲ့ကြောင့် brother double blade တွေဘာညာ giveaway မှာပါမှာဒါအဲ့ဒါကိုတွေးထားကြနော်ဟုတ်တယ်နော် brother နော်လူဗီဒီယိုတင်လဲနောက်ပို့လုံးသွားပြီးညီစေနိုင်တယ်ပဲစပန် brother ဘာမှမသိဘူးပြောညီစေနိုင်တယ်ပဲစပန်မလား okay C2 ကိုတော့ပြန်ရောက်ခဲ့ကြော်တာမဲလားအသားမရဖြူရည်လားပြောမဟုတ်ကျွန်တော်အတိဖောက်ဖို့ please brother မို့အသားဖြူမှာတော့ပိုကောင်းတာပြရထင်တာခါနော်ဟာဂီလေးဖြောက်တယ်နော် brother ကြိုးပြောနော်ဟာဂီဖြောက်ပြီးဖောက်ရင်အတိကောင်းတာရတယ်ရုံလိုက်နော်ကဲအတိကောင်းအောင်အားလုံးပဲလိုက်ဆိုကြအုံကာတာခြုံကာတာမီတီကေမန်နီမာတီပလိုင်းโอเคဘယ်သူလိုက်မဆိုရလဲတိုင်းမဆိုရကောင်နီထမင်းဝအောင်စားတာနော်မင်းတို့ပကံတွေကောင်ငါလာဆေးမှာအစ်မကြည့်ဘူးကျွန်တော် fan တယောက်တော့ join လာကြီး real bacon နဲ့ဘယ်သူလဲမသိဘူးအတီးတောင်းလို့ရလားမသိခါတော့ကျွန်တော်စာမမြောင်းနေမှာ brother ကျွန်တော်စာမမြောင်းနေမှာ KEL နဲ့နောက်တစ်ယောက်အဲ့ကြောက်စီရင်အတီးတောင်းမယ်ဟာအိုးဝေး please ID လေးလေးရရောက်ကောပေးပါကော please အနေနဲ့တော့မဆိုးသေးဘူးဝေး okay brother ကျွန်တော်ဗုဒ္ဓရပြီ brother ကျွန်တော်ဗုဒ္ဓရပြီဗုဒ္ဓ flame rock rocket ဗုဒ္ဓ flame rocket ဟောပြီကျွန်တော်ဗုဒ္ဓရယ်ကျွန်တော် flame ရယ်နဲ့လဲလိုက်မယ်နော်
ဘာလို့မရလဲโอเคကျွန်တော်မန်မိုးရမှာလားအကောင်မခုံနဲ့တော့ခုံရင်โอเค rocket ကိုထလွတ်ပလိုက်တော့ကျွန်တော်မန်မိုးရပြီကျွန်တော်မန်မိုးရပြီမန်မိုး fruit ရှိရယ်မန်မိုး fruit နဲ့တမကောင်းတာလေးရှိရင် trade ပေးကြပါလားโอเคကျွန်တော် post ထပ်တင်လိုက်ပြီ brother မန်မိုးဆိုရင်မန်မိုးထပ်ပိုကောင်းမဲ့ဟာရပါအောင် dove fruit ကောင်းမယ်ဟုတ်တယ် dove fruit ကောင်းမယ်ကျွန်တော် dragon ကြီးလာရရင်တော့ brother AC နိုင်ပြီဟာ brother ဘာယူမလဲတဲ့ရတယ် brother ရတယ်ပေးချင်တာပေးလိုက်တက်မှာ3လုံးပေးချင်3လုံးယူတယ် Okay brother ကျွန်တော် friend ကသူ့တည်းဒီတည်းတဲ့ကြိုက်တဲ့ဟာယူတယ်ကျွန်တော်ကဒုတ်ကိုယူလိုက်တယ် तू ကသူ့အားလိုက်တယ်လာတော့မလာမသိဘူး brother ကျွန်တော်ဒုတ် fruit ရမှာဆိုရင်ဒုတ် fruit ကတော်တော်ကြီးမြင့်သွားပြီမန်မွန်နဲ့ဒုတ်ဆိုရင်ဒုတ် fruit ကတော်တော်ကြီးမြင့်သွားပြီကျွန်တော်ဒုတ် fruit နဲ့ဆိုကျွန်တော်ကန်ကောင်းရင်ကျွန်တော်ဟို trade ယူသွားပါမယ်ကျွန်တော်လာကျွန်တော်ဒုတ် fruit နဲ့ gas fruit ရပြီ brother တို့လူနိုင်မလားနိုင်လောက်တယ်ထင်တာပဲနိုင်လောက်တယ်ထင်တာအဲ့ထက်ပိုကောင်းတာဘာရှိတော့ dragon တော့ရှိမယ်ကျွန်တော်နောက်ထပ်ဥစ္စာကြီးကျွန်တော်သိမသိသေးဘူးကျွန်တော်ဟိုကနေထပ်ပြီးရှာလိုက်အောင်မယ်ကျွန်တော်ဟို application ကိုသုံးပြီးတော့ကျွန်တော်ပို့ပြီးတော့တန်မိုးရှိမယ့်ဟာဆိုဘာရှိမယ်ကျွန်တော် control နဲ့ရော online ကျွန်တော်နိုင်လားနိုင်တယ်ခါနေအဲ့ဆိုခဏဖိတ်လိုက်တယ်ကျွန်တော် kitsune တလုံးနဲ့ဆိုရင်နိုင်တာပဲ kitsune ကပို့ပြီး value ပိုရှိတာအချိန်ပြီးသွားခဲ့ brother ကျွန်တော်ရအောင်အသီးရှာခဲ့ပါ brother ကိုရာအဲ့တော့ကျွန်တော်ရခဲ့တဲ့အသီးကတော့ brother ခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ dove fruit တစ်လုံးနဲ့ကျွန်တော် gas တစ်လုံးရခဲ့ပါတယ်မစိုးဘူးမစိုးရဲ့ level ပဲဒါပေမဲ့ကျွန်တော်လူဘာသီးရလဲဆိုတော့မသိတဲ့အတွက်ကြောင့် brother လူရဲ့ဒီ channel နဲ့ဒီ channel မှာ i video တွေတင်ထားမယ်လို့ပြောတဲ့အတွက်ကြောင့်လူရဲ့ channel ကိုတွားကြည့်ပြီးတော့ဘယ်သူနိုင်လဲဆိုတော့ဆုံးဖြတ်ပေးလိုက်ကြပါကျွန်တော်နဲ့နောက် video မှာပြန်တွေ့ကြပါမယ် bye bye